မင်္ဂလာပါအိရှာကိုင်းမှကြိုဆိုပါရစေဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာကတော့ CV တင်တဲ့အကြောင်းမပြန်တာပယ်ခံရတာဘာကြောင့်လဲဘယ်ချက်တွေကိုပြင်လိုက်ရင်တေချာပေါအလုပ်ခေါ်ခံရမလဲဆိုတာနဲ့ပတ်သက်ပြီးပြပြပေးသွားမှာဖြစ်ပါတယ်အလုပ်လျှောက်တဲ့သူရဲ့ CV ကို HR တွေက9စက္ကန့်အတွင်းမှာကြည့်ပြီးရွေးချယ်ကြရဲဆိုတာသိပါသလားကိုယ့် CV ကိုတစ်ချက်မြင်တာနဲ့ချက်ချင်းအောင်ဆိုင်မိဖို့ကအရင်ရေးကြည့်ပါတယ်HR တွေကနေ့စဉ်ရာနဲ့ချီရဲ့ CV ကိုဖတ်နေရဖြစ်တဲ့အတွက်ကိုယ့်ရဲ့ CV ကမရှင်းလင်းနေဘူးဆိုရင်တိုးလိုချင်တဲ့အရေးချင်းဒါမှမဟုတ်အလုံးနဲ့ကိုက်ညီရဲ့အချက်တစ်ခုကိုမတွေ့ရနဲ့တန်းပြီးပယ်တဲ့စင်းနဲ့ထည့်လိုက်ကြမှာဖြစ်ပါတယ်ဆိုတော့ CV ပယ်ခံရတဲ့အဓိကအကြောင်းရင်းကတော့၃ခုရှိပါတယ်ကိုကအလုပ်တွေရှောင်နေတယ်ဒါပေမဲ့ခုထိ interview တစ်ခုမှခေါ်ရမရှိဘူးဖုန်းနဲ့အောင်ဆက်သွယ်လာမျိုးမရှိဘူးဆိုရင်ကိုယ့် CV ကဒီချက်၃ချက်ထဲကအချက်တစ်ခုခုနဲ့ညှိနေလို့ဖြစ်ပါလိမ့်မယ်နံပါတ်1အချက်ကတော့ format မကောင်းတာCV ကိုနေ့တူကအများကြီးဖတ်နေရတဲ့ HR တွေအနေနဲ့ရှုပ်ထွေးလွန်းတဲ့ CV မျိုးရှင်းလင်းမှုရှိပဲနဲ့အကြောင်းအရာတွေအများကြီးထည့်ထားတဲ့ CV မျိုးဒါမှမဟုတ်ဆိုရင်ဘာချက်မှတေချာမပါပဲရိုးရှင်းလွန်းနေတဲ့ CV မျိုးဆိုရင်တစ်ချက်ကြည့်ပြီးရတယ်ဆက်ပြီးဖတ်တော့မှာမဟုတ်ပါဘူးနံပါတ်2 keywords မပါတာခုလို AI နဲ့တက်နေတဲ့ခေတ်ကြီးမှာအလုပ်လျှောက်တဲ့သူအများများရဲ့ company ဆိုရင်ရောက်လာတဲ့ CV ကို software နဲ့စစ်စစ်တာမျိုးတွေများလာပါပြီဒီလို software တွေနဲ့စစ်စစ်တဲ့အချိန်မှာအဓိကလိုချင်တဲ့အချက်တွေကို keywords အသုံးပြုပြီးထည့်ထားဖြစ်တဲ့အတွက်ကို CV ကသူတို့ခေါ်ထားတဲ့အလုံးနဲ့ပတ်သက်တဲ့ keyword တစ်ခုမှမပါတဲ့ CV မျိုးဆိုရင် system ကအလိုလျောက်စနစ်နဲ့ပယ်သွားမှာပါဒီနေရာမှာ system သုံးတာမဟုတ်ပဲ HR ကလူကိုယ်တိုင်ဖတ်ပြီးစစ်စစ်တာဖြစ်တာဆိုရင်တော့မှသူတို့လိုချင်တဲ့သဘောကျတဲ့ keywords မပါတဲ့ CV ဆိုရင်တော့ပယ်ဖြစ်ဖို့အတွက်များပါတယ်နံပါတ်3စာပိုက်ရှည်ရေးထည့်ရေးကိုယ့်အကြောင်းတွေကိုစာပိုက်လိုက်အရှိရေးထားတဲ့ CV မျိုးဆိုရင်လည်းကြော်သွားလိုက်ဖို့များပါတယ်ဆိုတော့ဒီချက်တွေကိုဘယ်လိုပြင်ကြရမလဲနံပါတ်1 CV format ကို professional ဖြစ်တဲ့ template ကိုသုံးပါမိတ္တူဆိုင်တွေမှာအလွယ်တကူဝယ်ထားတဲ့ CV file ကိုဝယ်ပြီးတော့လေးနဲ့ဖြစ်ရမျိုးထက်တက်ရက်ပြီး professional ဆန်တဲ့ template မျိုးကိုအသုံးပြုသင့်ပါတယ်ဒီညမှာ professional CV template ကိုခမရအောင်ခြင်းနဲ့ဆိုရင်ဗီဒီယိုလေးကို like ပေးပြီး comment မှာ okay လို့ရေးသားပေးပါရှင်မိနစ်အလုပ်ခေါ်စာရ keywords တွေကို CV မှာထည့်ပါ keyword ဆိုတာခေါ်ထားတဲ့အလုပ်နဲ့ပတ်သက်ပြီးလုပ်ရမယ့်အချက်တွေဒါမှမဟုတ်လိုအပ်တဲ့အရေးချင်းတွေနဲ့သက်ဆိုင်တာဖြစ်ပါတယ်ဥပမာဆိုလို့ရှိရင် customer service position အလုပ်ခေါ်စာမှာပါလာတဲ့ဒီလိုစလုံးတွေကို keywords လို့ခေါ်ပါတယ်ဒီလိုစလုံးတွေကိုကိုယ့် CV မှာပါအောင်ပြန်ထည့်သုံးထားမယ်ဆိုရင် system နဲ့စစ်စစ်တင်လည်းအပယ်မခံရဘဲနဲ့ HR ကိုယ်တိုင်ဖတ်ရင်လည်းတန်းတတိထားမျိုးရွေးချယ်ခံရဖို့အတွက်ရခိုင်နှုန်းများပါလိမ့်မယ်နံပါတ်3 bullet points သုံးပြီးအတူချုံရေးရမယ် CV မှာစာတွေကိုပိုက်လိုက်မိပဲနဲ့အဓိကအချက်တွေကိုတစ်ချက်ချင်း point လေးနဲ့ရေးသွားတာမျိုးဟာကိုယ့်ရဲ့ CV ကိုပို့ပြီးစွမ်းမှုရှိစေပါတယ်လုပ်ငန်းတွေ့ကြုံတွေရေးနေရမှာအတူချုံပြီးလူတို့ရှင်းရေးဖို့လည်းလိုပါတယ်အကောင်းဆုံးအနေနဲ့ကတော့ကိုရေးထားတဲ့အချက်တစ်ချက်တိုင်းကစာကြောင်းနှစ်ကြောင်းစီထပ်မပို့ပဲရေးတင်ပါတယ်ကဲဒီသုံးချက်ကိုပြင်ပြီးဆိုလို့ရှိရင် CV တင်တိုင်းပယ်ခံရမှာကိုစိုးရင်စရာမလိုတော့ပါဘူးအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ကိုလည်းအလောက်ကိုက်နဲ့ပတ်သက်တဲ့အကြံဉာဏ်တွေကိုပုံမှန်မျှဝေသွားမှာဖြစ်တဲ့အတွက် follow လုပ်ထားပြီးဖို့မမေ့နဲ့နော်